ဆရာလည်းမရှိဘူးပြောလို့လေဟာကြောင့်ဟိုအမေကြီးတော့ဟိုဆန်လဲကူညီတောင်းပေးလို့ဟာဆန်လဲယူထည့်ပေးရလေဝေးကနေလာခဲ့တာကျမကြီးကဘာဖြစ်တာလဲမရှိတကားလည်းသိမပြောနိုင်ဘူးเนาะကျမကြီးလည်းသိမကောင်းဘူးပါเนาะဟုတ်တယ်ဟုတ်ပိုလီယိုအသက်ဘယ်လောက်ရှိသားလဲ80ဘယ်လောက်ရှိသားပြီလဲတဲ့80ကျော်တယောက်တည်းနေရလားမကြီးလူမျိုးဘောတော့ဒါလိုအပ်တဲ့သူတွေကိုတွားရောက်ပြီးတော့မှတီရရောက်တွားရောက်လူတန်းပြတာကတကယ်ကိုဝမ်းသာပီတိဖြစ်မိတဲ့တကယ်ကိုပေါ့နော်ကျွန်တော်တို့လေးစားစရာပါဒီဗီဒီယိုလေးကိုကျွန်တော်တို့တူတူကအစားဆုံးကြည့်စုကြရအောင်ခင်ဗျာစားဆရာလည်းမရှိဘူးပြောလို့လေဟာကြောင့်ဟိုအမေကြီးတော့ဟိုဆန်လဲကူညီတောင်းပေးလို့ဟာဆန်လဲယူထည့်ပေးရလေဝေးကနေလာခဲ့တာကျမကြီးကဘာဖြစ်တာလဲမရှိတကားလည်းသိမပြောနိုင်ဘူးเนาะကျမကြီးလည်းသိမကောင်းဘူးပါเนาะဟုတ်တယ်ဟုတ်ပိုလီယိုအသက်ဘယ်လောက်ရှိသားလဲ80ဘယ်လောက်ရှိသားပြီလဲတဲ့80ကျော်တယောက်တည်းနေရလားမကြီးအိမ်ထောင်မကြရနော်မကြောက်ပြိုကြီးဟိုတယောက်ထဲပဲနေရဆိုဒီဟာတွေကဘယ်လိုဖြစ်တာသူကအဲ့ဒါဟမ်ဖေးထိုးမားလားဖေးထိုးမားထားတာလမ်းချောက်လို့မရလားနည်းနည်းချောက်ကြကြည့်တယ်နည်းနည်းချောက်ကြကြည့်နည်းနည်းချောက်လို့ရတယ်လမ်းကဘယ်လိုဖြစ်တာအဲ့လိုမျိုးဟောရထဲမနေတော့ရတုံးကလည်းတုံးထားလိုက်တော့အရှင်မထားလို့အဲ့တိုင်းပဲသူကတော့ကျမကြီးလည်းမကောင်းတယောက်ထဲပဲနေတာသလို့ပဲလေနော်ဒီမှာမေကြီးအတွက်မေကြီးပါတော့ပေါ့လေနော်ပါတယောက်ထဲပဲနေတာသလို့ပဲလေဒီမှာစီဒီမှာမုတ်ရထားရရောပေါ့လေနော်စန်တဲ့အိတ်ရပတ်ဆိုင်ရောလူထားလိုက်မလေနော်ကျမကြီးလည်းစန်တဲ့အိတ်ရအခုဒီမုတ်ရပတ်ဆိုင်ရောပေါ့လေနော်ဟိုကင်ထားပေးလိုက်လေနော်ဟိုပတ်ဆိုင်ရောလူထားလိုက်မလဲနော်အခုဒီပတ်ဆိုင်ရအခုဒီစီရဆန်တဲ့ရဒီမုတ်တွေရောလူတဲ့လူရှင်ကြတော့ပေါ့လေနော်စေတနာရှင်အမီမပေါ်လူတွေကနေလူတာပေါ့လေနော်ကျေးဇူးတင်ပါတယ်တဲ့ကျေးဇူးဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အခုဒီအပါကြတော့ပေါ့လေနော်အသက်ကလည်း80နီးပါးဖြစ်လာပြီတဲ့အပြိုကြီးပေါ့လေနော်အိမ်ဆောင်လည်းမကြနဲ့ပေါ့လေနော်တယောက်တည်းနဲ့တော်တော်လေးအခက်ခဲဖြစ်နေတာကြတော့မြင်တဲ့အတိုင်းပါပဲလို့နော်အခုလိုစကားလည်းမပြောနိုင်လက်တွေလေးပေါ့လေနော်စီးထိုးမလို့တဲ့ကျမကြီးကပြောမှဆိုရင်မကောင်းဖြစ်သွားတာပေါ့လေနော်မတမ်းမဆွဲလို့ပုံစံဖြစ်သွားဆိုတော့ပေါ့လေတော်တော်လေးအဆင်မပြေခက်ခဲနေတာကိုအခုလိုကူညီပေးတဲ့စေတနာရှင်အမီမဖော်လို့စေတနာရှင်တွေလည်းဒီထက်မကစီးပွားရေးကျမရေးတွေအစပေါင်းများစွာတိုးတက်အောင်မြင်အဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်နော်အားလုံးစိတ်ကျမချင်းကိုကျမချင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်ကမြန်ဆုံးအေးချမ်းပါစေလို့ဆုတောင်းပေးပါတယ်နော်ကျေးဇူးအများကြီးနေနော်ကျမရေးကျူးဆောင်တော့အဖွာကျမကြီးလည်းခုဆောင်ပတ်စံလည်းပြတေချာသိမိတေချာလိုအပ်တာဝယ်စားလိုက်လေနော်ဟာကြောက်စားတော့သွားခွင့်ပြုံးတော့အဖွာတတ်တာအစားဆုံးလည်းပဲကျေးဇူးပေးတဲ့ရောက်ရှိတာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့နိုင်ဖို့အတွက်လည်း channel လေး relax ခေါ်လုပ်ချင်းပြီးကူညီကြပါအားလုံးကျမ်းချမ်းသာကြပါစေအလောက်ကမြအဆင်ပြေလည်းမိသားစုများစီပြီးပါစေလို့ကျွန်တော်ဒီညနေပိုင်းမှာအားလုံးအတွက်ဆုတောင်းပေးပါတယ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ